မိုင်းတန်မှုဖြတ်လို့မရတဲ့ရှေးအောင်ဒါဇင်ဟာစိုးမျိုးလေကောင်ကမင်းကြီးကိုတင်းကြိုင်းထဲမှာနှစ်ပေါင်းရာချီပြီးအိပ်ပျော်နေခဲ့တာပါလူတိုင်းကဒါကိုမဖြစ်နိုင်ဘူးလို့ထင်ထားပေမဲ့ဒုံကူးတို့ဖွဲ့ကတော့ရေနှုံမြောင်းဟောင်းတွေကိုအသုံးချပြီးအဲ့ဒီဓာတ်စီကိုတက်တဲ့ကြီးဥတီနေခဲ့ပါလေသစ္စာဖောက်မှုတွေနဲ့အကောက်ညံတွေကြားမှာသူတို့ရဲ့ဒီခိုးယူမှုစီမံကိန်းကြီးကဘလောက်ထိအစီအစဉ်ကျလဲဆိုတာခုပဲစတင်လိုက်ရအောင်မနက်အာယုံတက်ဆတိတ်ဆိတ်နေတဲ့ဘုံကြီးကျောင်းဝင်းကြီးထဲမှာဘုံကြီးတစ်ပါးကတော့အေးအေးဆေးဆေးပဲတပြက်စီလဲနေခဲ့တာပါအဲ့ဒီချိန်မှာတခြားဘုံကြီးနှစ်ပါးရောက်လာပြီးမနက်ခင်းဝတ်ပြုဆူတောင်းပြီးပြီလားလို့လှမ်းမေးကြပါတယ်တပြက်စီလဲနေတဲ့ဘုံကြီးကလည်းလွန်ခဲ့တဲ့ရက်အနည်းငယ်နေ့ကနောက်ဆက်တဲ့သူတွေရှိလို့စိတ်ပူပြီးစောင့်နေတာလို့ကတ်တီတီပဲပြန်ဖြေလိုက်ပါတယ်ခဏကြာမှဘုံကြီးနှစ်ပါးထွက်သွားတော့မှအဲ့ဒီဘုံကြီးကသူ့ရဲ့အုတ်ထုပ်ကိုချွတ်လိုက်တာပါတကယ်တော့သူဟာဘုံကြီးမဟုတ်ပဲကိုရီးယားမှာပါးနှက်ဆုံးရှေးအောင်ပစ္စည်းတစ်ခုကန်တုံကူဖြစ်နေတာပဲဖြစ်ပါတယ်နောက်နေ့မနေ့ရောက်တော့မှကျောင်းတော်ကဘိုးတန်စင်းတူတော်ကြီးပျောက်ဆုံးသွားတာကိုသိပြီးရဲတွေအုပ်အော်တောင်းနေဖြစ်ကုန်ကြပါတယ်ရဲတွေကညကတွေးခဲ့တဲ့ဘုံကြီးကိုလိုက်စုံစမ်းပေမဲ့ဘယ်သူမှလည်းအဲ့ဒီလူကိုမမြင်ဘူးသလိုဘယ်ကိုပျောက်သွားမှလည်းမသိကြပါဘူးလူတိုင်းလှုပ်ရှုပ်နေချိန်မှာဒုံကူကတော့စင်းတူတော်ကြီးကိုပိုက်ပြီးအေးဆေးဆေးပဲထွက်ခွာသွားနိုင်ခဲ့ပါပြီဒါဟာတန်းချီတန်တဲ့ပစ္စည်းတွေကိုခိုးယူမဲ့ဒုံကူရဲ့အစာပိုင်းပဲရှိပါသေးတယ်ဒုံကူကတော့ခိုးလာတဲ့စင်းတူတော်ကိုကင်ပြီးရှေးအောင်ပစ္စည်းဆိုင်တွေကိုလှည့်ပတ်သွားနေခဲ့တာပါဆိုင်ရှင်တွေက30အထိဈေးတိုးပေးပေမဲ့သူကတော့မယောင်းမဲပြန်ထွက်လာခဲ့ပါတယ်တကယ်တော့ဒုံကူကဖက်ဆက်မလိုချင်လို့မဟုတ်ပါဘူးသူခိုးလာတဲ့ပစ္စည်းကဘလောက်ထိတန်ဖိုးရှိတယ်ဆိုတာကိုဈေးကွက်ထဲမှာကဲဆန်းနေတာပါတစ်ဖက်မှာလည်းဥက္ကဋ္ဌကြီးစံကြီးကသူ့ရဲ့အဖိုးတန်ပစ္စည်းတွေကိုသိမ်းဖို့အတွက်နိုင်ငံတော်အဆင့်လုံခြုံရေးစနစ်တွေပါတဲ့တူလောင်ခန်းကြီးတစ်ခုကိုတိစောက်ခိုင်းထားပါတယ်ဒီခန်းဟာနိုင်ရန်ကို1 မီတာအထိထူတဲ့ကွန်ကရစ်တွေနဲ့လှုပ်ထားတာကြောင့်ဘရင်တွေရဲ့အုပ်ကူလိုမျိုးခိုင်ခန့်လွန်းလာပါတယ်ဒီတွင်သူကဒီခန်းထဲကိုဥက္ကဋ္ဌကြီးတယောက်ပဲဝင်နိုင်တယ်လို့ဂုံယူပြီးရှင်းပြနေတာပါဒါပေမဲ့ဥက္ကဋ္ဌကြီးကမင်းရောဒီခန်းထဲဝင်နိုင်တယ်မလားလို့ခက်အေးပဲမေးလိုက်တဲ့အခါမှာတော့ဒီတွင်သူတယောက်ကြီးကျယ်လန့်သွားခဲ့ပါတယ်ဥက္ကဋ္ဌကြီးကနောက်တာပါလို့ပြောခဲ့ပေမဲ့ဒါဟာသူ့ရဲ့ကြောက်စရာကောင်းတဲ့ဇယိုက်ကိုပြလိုက်တာပါပဲသူဟာကားပေါ်တက်ခန့်ဒီမှာတွင်းရမှုယွန်းကိုရေးကြီးတဲ့အမိန့်တစ်ခုပေးလိုက်ပါတယ်အဲ့ဒါကတော့ပျောက်ဆုံးသွားတဲ့စင်းတူတော်ကိုရှာဖို့နဲ့ဒီတူလောင်ကန်းထဲကိုသူတယောက်တည်းပဲဝင်နိုင်ရမယ်ဆိုတဲ့ချက်ပါပဲဥက္ကဋ္ဌကြီးစံကြီးရဲ့လူမိုက်ဂွမ်ချောဟာတူလောင်ကန်းတိဆောက်သူကိုကန်ထဲပစ်ချပြီးတက်တည်ဖျောက်လိုက်ပါတယ်ဒါကိုတွင်းရမှုယွန်းကအဝေးကနေစောင့်ကြည့်နေကြတာပါဂွမ်ချောအလုပ်ပြီးတာနဲ့သူမကဖုန်းဆက်ပြီးဖះเจ้าကစင်းတူတော်ကိုဒုံကူးစီကနေအမြန်ဆုံးသွားယူဖို့မိန့်ပေးလိုက်ပါတယ်ဒုံကူးကဂွမ်ချောရဲ့လူတွေဝိုင်းထားတာကိုခံရပြီးနောက်သူတို့ရဲ့ရုံးခန်းရှိရာကိုအတင်းအဓမ္မခေါ်ဆောင်သွားခြင်းခံလိုက်ရပါတယ်ဒုံကူကိုဂွမ်ချောရဲ့ရုံးခန်းထဲရောက်တဲ့အခါမှာတော့စင်းတူတော်ကိုဈေးညှိရင်အခြေတင်ဖြစ်ကြပါတော့လေဂွမ်ချောကချင်းချောက်လာတဲ့အခါဒုံကူကရေနွေးနဲ့ပတ်ပြီးခန်းထဲကနေလက်ကနေထွက်ပြေးခဲ့တာပါသူ့ရုံးခန်းအပြင်ကိုပြေးထွက်လာတဲ့အချိန်အဝင်ဝမှာပဲကောင်မလေးတစ်ယောက်နဲ့အရှိန်ပြင်းပြင်းဝင်တိုက်မိသွားပါတယ်သူကတောင်းပန်စကားဆိုပြီးဆက်ပြေးသွားပေမဲ့ဒါဟာတကယ်တော့အစီအစဉ်တစ်ခုရဲ့အစပဲဖြစ်ပါတယ်ဒုံကူလမ်းမပေါ်မှာပြေးနေတာကိုရက်ဝက်နဲ့စုံနောက်တစ်ယောက်ကမြင်သွားပြီးနောက်ကနေတိတ်ဆိတ်လိုက်လာခဲ့ပါတယ်နောက်ဆုံးမှာတော့ဒုံကူကလမ်းကြားထဲမှာဂွမ်ချောတို့ဘက်ရဲ့လက်ထဲဂျောင်ပိတ်မိသွားပါတော့တယ်ဂွမ်ချောကဒုံကူကိုထိုးကျိတ်ပြီးအိတ်ကိုလူယူလိုက်တဲ့အချိန်မှာပဲစုံနောက်ကရောက်လာပြီးအိတ်ကိုစစ်ဆေးဖို့တောင်းဆိုခဲ့တာပါဒါပေမဲ့အိတ်ထဲမှာရှိနေတာကအဖိုးတန်စင်းတူတော်မဟုတ်ပဲစတိုးဆိုင်ကဝယ်လာတဲ့အရုပ်တစ်ခုဖြစ်နေတာပါဂွမ်ချောတို့အံ့ဩနေချိန်မှာဒုံကူကတော့အေးစီစီပဲထွက်လာခဲ့ပါတယ်တကယ်တော့စင်းတူတော်အစ်စ်ကရုံးခန်းအဝင်ဝမှာတိုက်မိခဲ့တဲ့ကောင်မလေးစီမှာပါသွားတာပါအဲ့ဒီကောင်မလေးကတခြားသူမဟုတ်ပဲဒုံကူရဲ့ညီမလေးဖြစ်နေပြီးသူတို့နှစ်ယောက်ဟာတိုက်မိတဲ့အချိန်မှာအိတ်ချင်းလဲလှယ်သွားခဲ့တာပဲဖြစ်ပါတယ်ဒုံကူအိမ်ပြန်ရောက်တဲ့အခါမှာတော့သူ့ညီမဖြစ်သူဟယ်ရီကသူတူးပြဲသွားလို့ဆိုပြီးဒုံကူကိုတော့သူ့ဖေကိုလိုက်ပြီးပြဿနာရှာနေခဲ့တာပါဒါပေမဲ့ဒုံကူကတော့ညီမဖြစ်သူကိုလုံးဝဂရုမစိုက်ပဲ TV သတင်းကိုပဲအောင်စိုက်ကြည့်နေခဲ့တာပါဒါကိုစိတ်တူသွားတဲ့ဟယ်ရီကသူမရဲ့ drone လေးကိုသုံးပြီးဒုံကူ TV ကြည့်လို့မရအောင်မျက်နှာရှေ့မှာပတ်မောင်းပြီးနှောက်ယှက်ပါတော့တယ်အဲဒီချိန်မှာပဲဒုံကူစီကိုဖုန်းတကောဝင်လာခဲ့ပါတယ်ဒုံကူကထင်ထားတဲ့အစောကြီးရောက်လာတာပဲလို့ပြောလိုက်တဲ့အခါမှာတော့သူ့ရဲ့နောက်ထပ်အစီအစဉ်ကြီးတစ်ခုစတင်ဖို့အသင့်ဖြစ်နေပြီဆိုတာသိလိုက်ရပါပြီနောက်နေ့မှာတော့ဒုံကူကစိတ်ကမ်းမှာရှိတဲ့ဇိမ်ကန်သင်းမောပေါ်ကိုသွားပြီးဂွမ်ချောတို့အဖွဲ့နဲ့ပြန်တွေ့ခဲ့တာပါဂွမ်ချောကပစ္စည်းကိုအရင်ပြခိုင်းတယ်လို့ဒီတစ်ခါပောက်ကြရလို့ရင်တော့မင်းတကယ်တည်ပြီးတော့ဆိုပြီးဒေါသနဲ့ချင်းချောက်လိုက်ပါတယ်ဒုံကူကလည်းအေးစစ်စစ်ပဲဝယ်မဲ့သူကဘယ်သူလဲလို့မေးလိုက်တာပေါ့ဂွမ်ချောကပင်တဲ့တစ်ပတ်ချမ်းကတတိလို့ဖြေနေတော့မှပဲအဲ့ဒီတတိကအမျိုးသမီးတစ်ယောက်နဲ့အတူရောက်လာပါတော့တယ်တတိကြီးနဲ့အတူပါလာတဲ့အမျိုးသမီးကဥက္ကဋ္ဌကြီးစံကြီးရဲ့လက်ယုံတွင်းရမှုယုံဖြစ်နေတာကိုမြင်လိုက်ရတဲ့အခါဂွမ်ချောတယောက်မျက်နှာပြတ်သွားခဲ့ရပါတယ်တွင်းမှုယုံကမိတ်ဆက်ပေးကြမလို့ပါဘူးဂွမ်ချောနဲ့ကတီးပြီးသားပါလို့ပြောပြီးဝိုင်းမှာဝင်ထိုင်လိုက်တာပါ
သူမကစင်းတူတော်ကိုတေချာကြည့်ပြီးတော့ဒါကအတူကြီးပါလို့ခန့်အေးပဲပြောလိုက်တာကြောင့်ရောင်းဝယ်ပြတ်သွားပြီးဝယ်မဲ့တထေးတဲ့ချက်ချင်းပဲပြန်သွားပါတော့တယ်ဝယ်မဲ့သူတွေပြန်သွားတဲ့အခါမှာတော့တွေးမှုယုံကဂွမ်ချောကိုပတ်စံလိုနေတာလားဘလောက်ပဲဖြစ်ဖြစ်ဥက္ကဋ္ဌကြီးရှာနေတဲ့ပစ္စည်းကိုလှည့်ထုတ်ရလောက်အောင်တတိရှိတာပဲလို့ခနဲ့လိုက်ပါတယ်ဂွမ်ချောကဒါဖះเจ้าကပစ္စည်းမဟုတ်ပါဘူးလို့ညင်းပေမဲ့ဒုံကူကတော့ဟုတ်ပါတယ်လို့ဝင်ပြောလိုက်တာပါအဲ့ဒီခါကျမှဂွမ်ချောကငါတခြားတစ်ခုနဲ့ရောသွားပုံပဲဆိုပြီးလေတံပြောင်းသွားခဲ့ပါတယ်တွင်းမှုယုံကဒုံကူကိုဒီလူနဲ့ပဲပေးယူဆက်လုံးမလားဒါမှမဟုတ်ကျမကိုပဲအပ်မလားလို့မေးတဲ့အခါဒုံကူကအတူကြီးဆိုလို့ပြန်မေးပါတယ်သူမကကျမတို့ပစ္စည်းကိုကျမတို့ပဲစောင့်ရှောက်ရမှာပေါ့လို့ဘာနဲ့စွာပြန်ဖြေခဲ့တာပါပတ်စံလွဲဖို့ရန်နေနဲ့စောင့်ခိုင်းတဲ့အခါမှာတော့ဒုံကူကဘယ်လက်နဲ့ပစ္စည်းယူရင်ညာလက်နဲ့ပတ်စံရှင်းရတာဒီလောကရဲ့စီးမြင်မဲ့လေလို့ပြက်ပြက်သားသားတုံ့ပြန်လိုက်ပါတယ်နောက်ဆုံးမှာတော့တွေးမှုယုံကဒုံကူကိုလိပ်စာကပ်ပေးလိုက်တယ်လို့ဂွမ်ချောကိုလည်းဒီတစ်ခေါက်တိတ်တဆိတ်ကြော်သွားပြီးမယ်စီးထားပါလို့တတိပေးပြီးထွက်ခွာသွားပါတော့တယ်ဒုံကူရဲ့ညီမဟယ်ရီကတွေးမှုယုံရဲ့နောက်ကျောင်းကိုအင်တာနက်ကနေသေးစိတ်စုံစမ်းပါတော့တယ်တွေးမှုယုံရဲ့တကယ်နာမည်ကရွန်းဆယ်ကြီးဖြစ်ပြီးအသက်35နှစ်ရှိပါပြီသူမဟာအနုပညာသမိုင်းမေဂျာနဲ့ Harvard တက္ကသိုလ်မှာဒေါက်တာဘွဲ့အထိယူထားခဲ့နိုင်တဲ့အပြင်အင်္ဂလိပ်ဂျပန်တရုတ်ဘာသာစကားတွေကိုလည်းကျွမ်းကျင်စွာပြောဆိုနိုင်သူပါလက်ရှိမှာတော့လေလံတင်သူနဲ့အနုပညာကတာဝန်ခံအဖြစ်နာမည်ခံထားပေမဲ့သူမရဲ့တကယ်အလုပ်ကဒါရင်မဟုတ်ပါဘူးဂမ်နန်ကတတိကြီးတွေနဲ့ဆရာကတော်တွေရဲ့တရားမဝင်ပိုင်ဆိုင်မှုတွေကိုငွေပြူဖြစ်ပြောင်းလဲပေးရတဲ့လျှို့ဝှက်လုပ်ကိုလုပ်ကင်နေတာပါလူမိုက်ကွမ်ချောကပစ္စည်းတွေကိုရှာဖွေဖန်တီးပေးပြီးရွန်းဆယ်ကြီးကတော့အဲ့ဒီပစ္စည်းတွေကိုချောသက်ရှင်းလင်းပေးတဲ့သူပါအဲ့ဒီချိန်မှာပဲဟယ်ရီကကျမပြင်ထားတာရှိတယ်ဆိုပြီးသူမရဲ့တက်ဘလက်ကိုထုတ်ပြလိုက်ပါတယ်အဲ့ဒီမှာရင်ဒုံကူရောသူ့ဖေပါအံ့ဩသွားရတာကဟယ်ရီယာစင်းတူတော်ရဲ့အောက်ခြေမှာလူမသိအောင်ခြေရာခံစက်လေးတစ်ခုတက်ဆင်လိုက်တာပဲဖြစ်ပါတယ်တဲလုံးစူညံသွားပေမဲ့ဒုံကူကတော့စင်းတူတော်ကိုကြည့်ပြီးကျဉ်တ်စွာပြုံးလိုက်ပါတယ်တကယ်တော့ဒီခြေရာခံစက်ဟာရွန်းဆယ်ကြီးတို့ဖွဲ့စည်းကနေဥက္ကဋ္ဌကြီးစံကြီးရဲ့လျှို့ဝှက်တူလောင်ကန်းစီကိုလမ်းပြပေးမဲ့အဓိကတော့ချက်ဖြစ်လာမှာပါတွင်းရမှုရွန်းဆယ်ကြီးဟာဒုံကူကိုသူမရဲ့ကားနဲ့ Sky Hotel စီခေါ်ဆောင်လာခဲ့ပါတယ်သူတို့ရောက်သွားတာကတော့ဟိုတယ်တဲကကာစီနိုရုံတစ်ခုပါစင်းတူတော်အတွက်3,200ကိုငွေသားနဲ့မဟုတ်ပဲကာစီနိုကွိုင်ပြားတွေနဲ့ရှင်းပေးခဲ့တာပါဘာလို့ဒီမှာရောင်းဝယ်လုပ်တာလဲဆိုတဲ့ဒုံကူရဲ့အမေးကိုကာစီနိုရဲ့စောင့်ကြည့်ကင်မရာတွေကအန်ဒီအကင်းဆုံးမို့လို့သူမကပပနဲ့နဲ့ပဲပြန်ဖြေခဲ့ပါတယ်ဒုံကူကတော့အဲ့ဒီကွိုင်ပြားတွေကိုလောင်းကစားဝိုင်းတစ်ခုမှတခါလဲပုံအောလောင်းလိုက်လို့ရှုံးသွားပေမဲ့ဝမ်းနဲ့တဲ့အရေးအောင်မပြပဲအပြုံးမပြတ်ခဲ့ပါဘူးစားတော့ဆိုင်မှာရွန်းဆယ်ကြီးကဒုံကူကိုလှုပ်တွဲလို့ဖို့ကမ်းလှမ်းခဲ့ပါတယ်ဒုံကူကမူနေပေမဲ့သူမကရှင်ပါပဲယူလာမြူမုံမမကြံအောင်ရှင်းပေးနိုင်တယ်လို့မလုံးပေးတဲ့အခါမှာတော့ဒုံကူကယုံကြည်ပေးတဲ့သူအတွက်အသက်ပေးမယ်လို့ပြောရင်လက်ခံလိုက်ပါတယ်သူမပေးတဲ့ကားတော့နဲ့သွားကြည့်လိုက်တဲ့အခါမှာတော့ကားထဲမှာဂိုလျော့ခစ်နယံပကြီးပုံတွေကိုတွေးလိုက်ရပြီးဒုံကူအတွက်စိတ်ဝင်စားစရာအစီအစဉ်တစ်ခုစတင်ပါတော့တယ်လှုပ်ရှားဖို့အတွက်ဒုံကူနဲ့ညီမဖြစ်သူဟယ်ရီတို့ဟာလမ်းဘေးမှာဈေးရောက်နေတဲ့ဒေါက်တာဂျွန်စီကိုသွားခဲ့ကြပါတယ်ဟယ်ရီကသူ့ကိုနာမည်ကြီးအင်ဒီယာနာဂျုံလားလို့မေးတဲ့အခါမှာတော့ဒေါက်တာဂျွန်ကရှေးအောင်ပစ္စည်းလောကကနေအနားယူထားသလိုမျိုးနဲ့ညှင်းဆိုနေခဲ့တာပါဒါပေမဲ့ဒုံကူက3,200ဆိုတဲ့ကနန်းကိုကယ်ကူလေတာမှာရိုက်ပြလိုက်တဲ့အခါမှာတော့ဒေါက်တာဂျွန်တယောက်ချက်ချင်းပဲအုပ်ထုပ်ဆောင်ပြီးဖွဲ့ထဲဝင်မှုသဘောတူလိုက်ပါတော့တယ်ကိုလောနန်ပကြီးတွေကိုရဖို့အတွက်ဒုံကူနဲ့ဒေါက်တာဂျွန်တို့ဟာတရုတ်ပြည်ဂျီယန်နယ်ကအုတ်ကူရီစီကိုလေရင်နဲ့ထွက်ခွာလာခဲ့ပါတယ်ညဘက်ရောက်တဲ့အခါအဆောက်နေကြားထဲကနေတိတ်တိတ်လေးချင်းကပ်ပြီးဒုံကူကမြေကြီးကိုရတာခံကအုတ်ကူဝင်ပေါက်ကိုရှာဖွေခဲ့ပါတယ်နောက်ဆုံးမှာတော့သူတို့ဟာအုတ်ကူလေးကိုဖောက်ဝင်နိုင်ခဲ့ပြီးအဖိုးတန်နယံပကြီးတွေကိုတွေ့သွားခဲ့တာပါဒေါက်တာဂျွန်ကသူ့ရဲ့ကျွမ်းကျင်တဲ့တက်ပညာနဲ့ကြီးတွေကိုမကွဲမရှအောင်စနစ်တကျခွာယူနိုင်ခဲ့ပါတယ်ဒါပေမဲ့အောင်မြင်ပြီးအထင်နဲ့အထွက်မှာတော့ရွတ်ဆယ်ကြီးစီစဉ်ပေးလိုက်တဲ့လာဂျိုသူကတနက်နဲ့ချိန်ပြီးသူတို့နှစ်ယောက်ကိုတတ်ဖို့ကြိုးစားပါတော့တယ်ဒုံကူနဲ့ဒေါက်တာဂျွန်တို့ရန်ဖြစ်ချင်အောင်ဆောင်ပြီးအလစ်ဝင်တိုက်ခဲ့ပေမဲ့စာပိုင်းမှာတော့ခြေနေမကောင်းခဲ့ပါဘူးနောက်ဆုံးမှာတော့ဒုံကူကမိမိတ်လိုက်ပြီးဂေါ်ပြားနဲ့ရိုက်လိုက်မှရန်သူကိုအနိုင်ယူနိုင်ခဲ့ပါတယ်အဲ့လူရဲ့ဖုန်းထဲကနေတေချာပြီးသွားပြီလားလို့မေးနေတဲ့ဂွမ်ချောရဲ့အတန်ကိုကြားလိုက်ရတဲ့အခါမှာတော့ဒါဟာဥက္ကဋ္ဌကြီးစံကြီးရဲ့သစ္စာဖောက်မှုဆိုတာဒုံကူသိလိုက်ရပါပြီကိုရီးယားကိုကွန်တိန်နာနဲ့ပြန်ရောက်လာတဲ့အခါမှာတော့ရွတ်ဆယ်ကြီးတို့ဘက်ကလာကြိုနေခဲ့ပါတယ်ဒုံကူကနောက်ကကားထဲမှာဥက္ကဋ္ဌကြီးစံကြီးပါလာတာကိုရိပ်မိပြီးပတ်စံမပေးရင်ကုံရိုက်ချိုးပြင်မယ်လို့ချင်းချောက်လိုက်တဲ့အတွက်ဥက္ကဋ္ဌကြီးကားပေါ်ကဆင်းလာခဲ့ရပါတယ်ဥက္ကဋ္ဌကြီးကဒုံကူရဲ့ရိုင်းဆိုင်မှုကိုပြောပေမဲ့ဒုံကူကတော့အုတ်ကူထဲမှာသူ့ကိုသစ္စာဖောက်ခဲ့တဲ့အကြောင်းကိုပြန်ပြောပြီးပတ်စံအလုံးလောက်ပေးရင်မေ့ပေးမယ်လို့ပေးယူလုပ်ခဲ့ပါတယ်သူတို့နှစ်ယောက်လက်ဆွဲနှုတ်ဆက်လိုက်တဲ့အချိန်မှာတော့ဒုံကူရဲ့တွေးထဲမှာတိတ်ကနာကြီးစရာမြင်ကွင်းတစ်ခုဖြတ်ပြေးသွားပါတယ်အဲ့ဒါကတော့ဒီဥက္ကဋ္ဌကြီးဟာရှေးအောင်ပန်းအောင်တစ်လုံးတွက်နဲ့ဒုံကူရဲ့အဖေကိုတတ်ခဲ့ပြီးသူ့ကိုပါအရှင်လက်လက်မြေမြုပ်ခဲ့တဲ့သူဖြစ်နေတာပါဒုံကူကတော့ကလစားချီဖို့အစီအစဉ်ကိုရင်ထဲမှာတင်ထားရင်းတွေ့ရတာဝမ်းသာပါတယ်လို့ပြောပြီးအယောင်ပါတဲ့အပြုံးတစ်ခုနဲ့နှုတ်ဆက်လိုက်ပါတော့တယ်တရုတ်ပြည်ကအလုပ်အောင်မြင်ပြီးနောက်ဒေါက်တာဂျွန်ဟာကားအသစ်ကြီးတစ်စီးနဲ့ဒုံကူတို့အိမ်ကိုကြွကြွရွရွကြီးရောက်လာခဲ့ပါတယ်
သူတို့ဖွဲ့စားတောက်နေကြရင်ဟယ်ရီဖေကနောက်အလုပ်တစ်ခုဆက်လုပ်ကြစို့လို့စကားလမ်းကြောင်းပေးလိုက်ပါတယ်ဒုံကူကနောက်ထပ်ပြစ်မှတ်ဟာစောလင်းလို့ပြောလိုက်တဲ့အခါမှာတော့ဒေါက်တာဂျွန်တယောက်ပါဇက်ဟောင်းသားနဲ့အံ့ဩသွားရပါတယ်ဘာလို့လဲဆိုတော့စောလင်းဟာဂမ်နန်မြို့လေကောင်ကလူစီကားလာတဲ့နေရာမှာရှိနေတဲ့မင်းကြီးကိုဖြစ်နေလို့ပါပဲဒုံကူကရွန်းဆယ်ကြီးနဲ့ဥက္ကဋ္ဌဆန်ကြီးကိုတွားတွေ့ပြီးစောလင်းအုပ်ကူအစီအစဉ်ကိုတင်ပြပါတယ်ရွန်းဆယ်ကြီးကဘာမှမရှိဘူးလို့လူသိများတဲ့အုပ်ကူတဲ့ဘာလို့ဝင်มาလဲလို့မေးတဲ့အခါဒုံကူကဂျိုဆွန်းခစ်တီထောင်သူဤဆောင်ကဲကင်ဆောင်ခဲ့တဲ့ဒန်နာအီလာဂျော်နူလိုဒါဟာအဲ့ဒီအုပ်ကူထဲမှာရှိနေတယ်လို့ခိုင်မာပြောလိုက်ပါတယ်ဥက္ကဋ္ဌကြီးကတက်သေးတောင်းတော့ဒုံကူကရှေးအောင်စာတစ်စောင်ကိုထုတ်ပြခဲ့တာပါပညာရှင်တွေကပါဒီစာဟာဘရင်ကိုယ်တိုင်ရေးခဲ့တဲ့အစစ်မှန်ဖြစ်ကြောင်းအတည်ပြုပေးလိုက်တဲ့အခါမှာတော့ဥက္ကဋ္ဌကြီးရဲ့လောပဇောတွေဟာထွက်တိတ်ကိုရောက်သွားပါတော့တယ်ဒုံကူရဲ့ပါးနှက်မှုကိုယုံကြည်သွားတဲ့ဥက္ကဋ္ဌကြီးဟာဘသူ့ကိုမှပေးမသိတဲ့သူ့ရဲ့လျှို့ဝှက်ဘာနာတိုက်ကြီးကိုဒုံကူကိုလိုက်ပြခဲ့ပါတယ်ထဲမှာတော့ဒုံကူရောင်းခဲ့တဲ့စင်းတူတော်နဲ့နယံပကြီးတွေတွင်မကပဲမီးလောင်ပျက်စီးသွားပြီလို့လူသိများတဲ့ဆယ်ကျုံမင်းကြီးရဲ့ပုံတူပကြီးကားကိုပါတွေးလိုက်ရလို့ဒုံကူတော်လေးအံ့ဩသွားခဲ့ပါတယ်အဲ့ဒီချိန်မှာပဲဒုံကူရဲ့မျက်လုံးထဲမှာသူငယ်ငယ်ကဒီဥက္ကဋ္ဌကြီးရှိမှလူခံခဲ့ရတဲ့သူ့ရဲ့အဖိုးတန်ကြွေအိုးဖြူလေးကိုပြန်တွေးလိုက်ရပါတယ်ဒါပေမဲ့ရုတ်တရက်ဆိုသလိုဥက္ကဋ္ဌကြီးကဒုံကူကိုတနတ်နဲ့ချိန်ပြီးမင်းမတူလဲဘာလို့ငါ့စီချင်းကပ်တာလဲလို့မေးခွန်းထုတ်ပါတော့တယ်ဒုံကူကတော့တည်ငြိမ်စွာနဲ့ပဲဥက္ကဋ္ဌကြီးကအရင်ချင်းကပ်ခဲ့တာမဟုတ်လားဒီလောက်လုံခြုံတဲ့နေရာကိုကျွန်တော်ကဘလို့ဝင်လာနိုင်မှာလဲဝင်လာနိုင်ရင်တော့ဥက္ကဋ္ဌကြီးမသိပဲပစ္စည်းဖြောက်ဖို့ဆိုတာမလွယ်ပါဘူးလို့ပပနက်နက်ပဲပြန်ဖြေလိုက်ပါတယ်အဲဒီကမှဥက္ကဋ္ဌကြီးကတနတ်ကိုချပြီးမင်းကိုယုံတာမဟုတ်ဘူးမင်းယူလာမဲ့ပစ္စည်းကိုပဲယုံတာလို့ပြောရင်ဂျော်နိုလိုဓာတ်ကိုသူ့လက်ထဲရောက်အောင်ယူလာဖို့မိတ်ပေးလိုက်ပါတော့တယ်ဒုံကူးနဲ့စကားပြောပြီးနောက်မှာတော့ဥက္ကဋ္ဌကြီးဆန်ကြီးဟာလောပဇောတွေထိမ့်မရတော့ပဲတွင်းရမှုရွန်းဆယ်ကြီးကိုဒုံကူးတို့ဖွဲ့အတွက်လိုအပ်တာမှန်သမျှအကုန်ပြင်ဆင်ပေးဖို့မိတ်ပေးလိုက်ပါတယ်လူမိုက်ကွမ်ချောကတော့တာမန်ဓာတ်ဟောင်းတစ်လက်အတွက်ဘာလို့ဒီလောက်အလုရှုပ်ခံနေလဲဆိုပြီးမေးတဲ့အခါဥက္ကဋ္ဌကြီးကဒါရိုးရိုးဓာတ်မဟုတ်ဘူးဂျိုဆွန်းခစ်ထဲကျုံမင်းကြီးကိုတိုင်းပြည်ထူထောင်ပေးခဲ့တဲ့အုပ်ဆောင်ဓာတ်ပဲလို့ရှင်းပြရင်ဒုံကူးတို့နောက်ကိုမပြတ်စောင့်ကြည့်ဖို့ကွမ်ချောကိုလျှို့ဝှက်တာဝန်ပေးလိုက်ပါတယ်တစ်ဖက်မှာလည်းဒုံကူးတို့ဖွဲ့ဟာဂန်ဝင်းတို့မြေတစ်ခုလုံးကိုတယောက်တည်းဖောက်ခဲ့တဲ့မြေတူးဆရာကြီးစက်တာရီထောင်ကထွက်လာတာကိုတွားကြိုပါတယ်စက်တာရီကငါနောက်ထပ်မြေမတူးတော့ဘူးလို့ညှင်းဆိုနေပေမဲ့ဒုံကူးကစက်တာရီရဲ့မျက်လုံးတွေလမ်းဘေးမှာစပိန်စီးသွားတဲ့ကောင်မလေးစီရောက်နေတာကိုရိပ်မိသွားပါတယ်ဒုံကူးကအိမ်တော်ဘက်တွေ့ပြီးဖို့ကူညီရမလားလို့မြူဆွဲလိုက်တဲ့အခါမှာတော့စက်တာရီတယောက်မူမနေနိုင်တော့ပဲချက်ချင်းကားပေါ်တက်ပြီးဖွဲ့တယ်ဝင်လာပါတော့တယ်ရွန်းဆယ်ကြီးစီစဉ်ပေးတဲ့အခါမှာသူတို့အဖွဲ့စီမံကိန်းချကြပါတယ်စောလင်းအုပ်ကူပြန်လည်ပြုပြင်ရေးမစတင်ခင်တလအလိုမှာအပြီးတူးရမှာပါစက်တာရီကစောလင်းပန်းညံဘေးကအုပ်ကူထိမီတာ200ကိုတစ်နေ့9မီတာနှုန်းနဲ့လှိုင်ကောင်းဖောက်ဖို့တွက်ချက်လိုက်ပါတယ်လူမိုက်ကွမ်ချောကအနားကကော်ဖီဆိုင်နဲ့ကာလာအိုကေဆိုင်ကိုချင်းချောက်ပြီးဝယ်ယူပေးခဲ့ပြီးဒုံကူကတော့လူတွေသတိမထားမိအောင်ဆိုင်တွေကိုပြုပြင်နေစေလို့ဆိုင်ဘုတ်ကမြေတူးတံတွေဖုံးကွယ်ဖို့ကာလာအိုကေသချင်းတံကိုအမြဲတမ်းအကျယ်ဆုံးဖွင့်ထားစေပါတယ်ထွက်လာတဲ့မြေကြီးတွေကိုလည်းသဘာဝကျကျပဲကော်ဖီဆိုင်ကထွက်သလိုမျိုးလွှင့်ပစ်ဖို့စနစ်တကျစီစဉ်လိုက်ကြပါတယ်မြေတူးနေတော့မှပဲတားဆီးနေတဲ့ကြားကရဲကဆိုင်ထဲကိုတင်းဝင်လာပါတယ်ရှောင်းလန်းမှာမြေကြီးတွေကျနေတာကိုတွေ့ပြီးရဲကမြေတူးနေတဲ့အခန်းတကားကိုဆွတ်ဆွဲဖွင့်လိုက်တဲ့အခါဒုံကူစက်တာရီနဲ့ဒေါက်တာဂျုံတို့အဖွဲ့ကဘာမှမသိတဲ့ပုံစံနဲ့တချင်းတွေအော်ဆိုပြီးကပြဖြောပြေးလိုက်လို့ကံကောင်းထောက်မှစွာနဲ့ရဲကပြန်ထွက်သွားခဲ့ပါတယ်။ဒါပေမဲ့အန်ဒီရယ်ကမပြီးသေးပါဘူး။စက်တာရီကရှေ့မှာဆက်တူးလို့မရတဲ့ကြောက်တုံးအမာစားကြီးရှိနေပြီးဖောက်ခွဲပစ်မှရမယ်လို့ပြောပါတယ်။ဒါကဂန်နန်မျိုးလေကောင်မှုဖောက်ခွဲရင်အားလုံးသိသွားနိုင်တဲ့ခြေနေပါ။ဒုံကူကအတန်ဖြောက်ဖို့အတွက်မြေပေါ်မြေအောက်တပြိုင်တည်းဖောက်မယ်ဆိုတဲ့အကွက်ကိုတုံးလိုက်ပါတယ်။လမ်းမပေါ်မှာဂက်ဆိုးတွေတင်ထားတဲ့ကားတစ်စီးကနေဂက်စ်တွေလွှတ်ထားလိုက်ပြီးမီးပွိုင်းအနီးမှာတပြိုင်တည်းဖောက်ခွဲဖို့စီစဉ်လိုက်ပါတယ်ခလုံးနှိမ့်လိုက်တဲ့အခါမှာဘက်ထရီမကောင်းလို့မပေါက်ကွဲပဲအချိန်ဆွဲနေတော့ကားနားကိုခွေးလေးတစ်ကောင်ရောက်လာလို့ဒုံကူးကအမြန်ပြေးချီပြီးကဲထုတ်ခဲ့ရပါတယ်အဲ့ဒီချိန်မှာပဲစက်တာရီကဘက်ထရီပြန်ထည့်ပြီးနှိမ့်လိုက်တဲ့အတွက်လမ်းပေါ်ကကားရောမြေအောက်ကကြောက်တုံးကြီးပါတပြိုင်နက်တည်းအတန်ကျဲကြီးနဲ့ပေါက်ကွဲသွားပါတော့တယ်ဒီပေါက်ကွဲမှုကိုရဲကတန်တရားဝင်ပြီးအနီးနားက CCTV ကိုစစ်ဆေးတဲ့အခါဒုံကူးကပေါက်ကွဲမှုကိုကြိုသိနေတယ်လို့ခွေးလေးကိုချီပြီးပြေးသွားတာကိုတွေ့သွားတဲ့ပြင်သူ့ကိုရင်ကကာလာအိုကေဆိုင်ထဲမှာတွေ့ခဲ့ဘူးမှမှတ်မိသွားပါတယ်အဲ့ညမှာပဲဒုံကူးပြင်ကပြန်လာချိန်မှာဂွမ်ချောရဲ့တပည့်တွေကနောက်ကနေဒုံးနဲ့ရိုက်ပြီးဥက္ကဋ္ဌကြီးရှိကိုဖမ်းခေါ်သွားခဲ့ပါတယ်ဂွမ်ချောကဒုံကူးနဲ့ရဲစကားပြောနေတဲ့ဓာတ်ပုံတွေကိုပြပြီးဒုံကူးကိုတရှိုးဆိုပြီးရေထဲပစ်ချဖို့လုပ်ပါတယ်ဒါပေမဲ့ဒုံကူးကတည်ငြိမ်စွာနဲ့ပဲရဲကဖះเจ้าကဆင်းတူတော်ကြောင့်လိုက်စုံစမ်းနေတာဂွမ်ချောကဒီဆင်းတူကိုတရုတ်တထေးစီခိုးရောက်မှုလုပ်နေတာကိုစုံစမ်းနေတာလို့ပြောပြီးသူအတန်ဖမ်းထားတဲ့ဖုန်းကိုဥက္ကဋ္ဌကြီးကိုပေးလိုက်ပါတယ်ဖုန်းထဲကအတန်ဖိုင်ရဂွမ်ချောခိုးရောက်မှုကြံစီနေတာပေါ်သွားတဲ့အပြင်ရွတ်ဆယ်ကြီးကပါဝင်ထောက်ခံလိုက်တဲ့အတွက်ဒေါသထွက်သွားတဲ့ဥက္ကဋ္ဌကြီးဟာဒုံကူးစားဂွမ်ချောကိုဒုံနဲ့အရှိန်အကုန်သွေးယူသွေးတန်းရိုက်နှက်ပါတော့တယ်ဥက္ကဋ္ဌကြီးစံကြီးရဲ့ရိုက်နှက်ကိုခံလိုက်ရပြီးနောက်မှာတော့လူမိုက်ဂွမ်ချောဟာဒုံကူးကိုတီးတန့်လာပြီးပေးယူလုပ်ပါတော့တယ်မင်းခုတူးနေတဲ့ဂူထဲကဓားကိုရရင်ငါ့ကိုပဲအပ်လိုက်ပါင
ငါမှတရုတ်ကဝဲမဲ့တတိအစင်းသိရှိတယ်ဥက္ကဋ္ဌကြီးကဓာရရင်လည်းမင်းကိုတတ်မှာပဲလို့ပြောပြီးအသက်ချမ်းသာရာရဖို့တွေးထိုးခဲ့တာပါအဲ့ဒီချိန်မှာပဲဆက်ဒါရီစီကနေစောလင်းပန်းညံတီရောက်ပြီဆိုတဲ့ကြောင်းကြားမှုရောက်လာတာမို့ဒုံကူးလည်းပေါက်တဲကိုချက်ချင်းငုတ်ရှိုးဝင်သွားပါတော့တယ်မြေရောက်ရေနှုတ်မြောင်းထဲမှာဆက်ဒါရီနဲ့ဒေါက်တာဂျွန်တို့စောင့်နေကြပြီးသူတို့၃ယောက်ဟာစောလင်းကူတင်းချိုင်းနားကိုရောက်သွားခဲ့ပါတယ်ရေစင်းပေါက်ကနေကင်မရာနဲ့ချောင်းကြည့်လိုက်တဲ့အခါမှာတော့အဆောင်တွေရဲ့လုံခြုံရေးကရန်တင်းကျပ်နေတာကိုတွေ့လိုက်ရပါတယ်ဒီတိုင်းဇွတ်ဖောက်ရင်တန်ကြားပြီးအားလုံးသိကုန်မှာမို့သူတို့ဖွဲ့ဟာအတန်ဖြောက်ဖို့အတွက်မိုးရွာမဲ့ရက်ကိုစောင့်ဆိုင်မှုသဘောတူလိုက်ကြပါတော့တယ်တစ်ဖက်မှာလည်းရွန်းဆယ်ကြီးဟာဥက္ကဋ္ဌကြီးစံကြီးကိုနှိပ်ပေးရင်ဥက္ကဋ္ဌကြီးတတိမထားမိတဲ့အချိန်မှာခန်းတော့ကိုဖုန်းနဲ့ခိုးယူဓာတ်ပုံရိုက်ပြီးတော့ပွားဖို့သူမရဲ့လူစီကိုလှမ်းပို့လိုက်ပါတယ်နောက်ပြီးသူမလျှို့ဝှက်ကဲတင်ထားတဲ့အခန်းတီထွင်သူစီကနေဥက္ကဋ္ဌကြီးရဲ့လက်ပွေနဲ့မျက်လုံးစကန်တုတွေကိုပါလက်ခံရရှိလိုက်ပြီးဥက္ကဋ္ဌကြီးရဲ့လျှို့ဝှက်ဘန္နာတိုက်ကိုဓမြတိုက်ဖို့အတွက်အကွက်စိတ်စိတ်ပြင်ဆင်လိုက်ပါတော့တယ်နောက်နေ့မှာတော့ဒုံကူးတို့မျောလင့်ထားတဲ့မိုးကြီးတကယ်ရွာသွန်းလာပါပြီသူတို့ကမိုးချင်းတန်နဲ့ထပ်တူကြအောင်ချိန်ကိုက်ပြီးဂူစီကိုသွားဖို့အတွက်ရေနှုံမြောင်းနိုင်ရန်ကိုတူတွေနဲ့အရှိန်ကုန်ထုရိုက်ခွဲကြပါတယ်ဒုံကူးတို့ဘက်ကအောင်မြင်စွာနဲ့ဂူအောက်ခြေကိုရောက်သွားတဲ့အချိန်မှာပဲအထက်ကဆေလွတ်လိုက်တဲ့ရဲကလည်းမနှက်ပြန်နှစ်ပတ်လည်နေအတွက်ပြန်လည်ပြုပြင်မှုရှိတာမို့လာရောက်စောင့်ကြည့်တဲ့အနေနဲ့ကိုတင်းချိုင်းစီကိုရောက်လာခဲ့ပါတယ်ဒီအချိန်တွေကိုဥက္ကဋ္ဌကြီးစံကြီးကကာလာအိုကေခန်းထဲကနေကင်မရာကတဆင့်တိုက်ရိုက်စောင့်ကြည့်နေခဲ့တာပါဒေါန်ကူးနဲ့ဒေါက်တာဂျွန်တို့ဟာအင်္ဂလိပ်ထူကြီးကိုခွာချပြီးနောက်ဆုံးအလွှာကိုဖောက်ဆက်နဲ့ဖောက်ကင်မရာထဲကြည့်လိုက်တဲ့အခါမှာတော့ဂျိုဆွန်းရဲ့ဒန်နာရီလာဂျော်နိုရိုဓားကြီးကိုမျက်ဝါးတင်တွေးလိုက်ရပါတော့တယ်ဓားကိုမြင်လိုက်ရတဲ့ဥက္ကဋ္ဌကြီးဟာလောဘစောနဲ့ပျော်လွန်းလို့တုံရင်သွားပြီးဂွမ်ချောကိုအဲ့ဒီဓားယူပြီးတာနဲ့ဒုံကူးတို့အဖွဲ့အားလုံးကိုရှင်းပစ်လိုက်တော့လို့မိန့်ပေးလိုက်ပါတယ်ဂွမ်ချောနဲ့သူ့တပည့်ဟာလိုင်ကူတဲကိုချက်ချင်းဝင်သွားပြီးဒုံကူးတို့ကိုဓားနဲ့ချင်းချောက်ပါတော့တယ်စကားများကြရင်ဒေါက်တာဂျွန်ရဲ့ဆက်တလုံးပြတ်သွားလို့လက်လျှော့ဖို့ပြောတဲ့အခါဒေါသထွက်နေတဲ့ဂွမ်ချောကဒေါက်တာကျွန်းကိုဓာတ်နဲ့ရမ်းလိုက်လို့ဒဏ်ရာရသွားခဲ့ပြီးဒုံကူးကိုပါဓာတ်နဲ့ထောက်ထားလိုက်ပါတယ်။ဒုံကူးကဒေါက်တာကျွန်းကိုအရင်လွတ်ပေးရင်သူတယောက်တည်းဆက်လုပ်ပေးမယ်လို့ပေးယူလုပ်ပြီးဒေါက်တာကျွန်းကိုကယ်ထုတ်လိုက်ပါတယ်။ဒေါက်တာကျွန်းဟာအပေါက်ထဲကယုံထွက်ရင်းနဲ့မြေအောင်မီးကြိုးတွေကိုဆွဲဖြုတ်ပစ်လိုက်တာကြောင့်တကူလုံးအမှောင်တိကျသွားပါတော့တယ်။ဂွမ်ချောကဓာတ်မီးနဲ့လိုက်ရှာနေတော့ဒုံကူးကအလစ်ဝင်တွန်းလဲပြီးယုံရင်ဆန်ကတိုက်ခိုက်ကြပါတော့တယ်။အပေါ်မှာကင်မရာကနေစောင့်ကြည့်နေတဲ့ဥက္ကဋ္ဌကြီးကဒေါသတွေထွက်ပြီးရွန်းဆယ်ကြီးကိုလန့်ခေါ်ပေမဲ့သူမကတော့ဥက္ကဋ္ဌကြီးရဲ့ဖုန်းကိုခိုးလဲပြီးဘန္နာတိုက်တဲကိုထွက်ပြေးသွားခဲ့ပါပြီ။မြေရောက်ထဲမှာတော့ဒေါက်တာဂျွန်ကဒုံကူးဆွဲတက်ဖို့ကြိုးပစ်ချပေးပြီးဂွမ်ချောရဲ့တပည့်ကိုနိုင်ယူလိုက်ပေမဲ့ဂွမ်ချောကဒုံကူးကိုအောက်ကနေတင်းဆွဲထားပါတယ်။ဒုံကူးကဂွမ်ချောကိုကန်ချပြီးပေါ်ကိုမြန်တက်ခဲ့ပေမဲ့ရုတ်တရက်မြေတွေပြိုကျပြီးလှိုင်ကောင်းဝင်းကျင်တစ်ခုလုံးပိတ်ဆို့သွားပါတော့တယ်။ဒေါက်တာဂျွန်လည်းဒုံကူးတေပြီးထင်တဲ့ငိုယိုနေတော့နောက်ကနေဒုံကူးကန်ကောင်းစွာနဲ့ပြန်ပေါ်လာလို့နှစ်ယောက်သားဝမ်းသာသွားကြပါတယ်။ဥက္ကဋ္ဌကြီးကပေါက်တွေကိုအကုန်ပြန်ဖို့သူ့တပည့်ကိုမိန်ပေးနေတော့ဒုံကူးနဲ့ဒေါက်တာကျွန်းတို့ထွက်လာတဲ့အတွက်တနက်နဲ့ချိန်ခံရပါတယ်။ဒုံကူးကတည်ငြိမ်စွာနဲ့ပဲဓာတ်ကိုပေါ်ကနေမပြီးထုတ်မဲ့နီးလန်းရှိတယ်။ဒီမှာနိုင်ရန်ဖြော်စည်းတွေ gas တွေ cable တွေကုန်ရှိတယ်။ဒါတွေပေါက်ကွဲရင်ဒီနေရာကပေါ်လောရိုက်သွားမယ်လို့ချင်းချောက်လိုက်ပါတယ်။အဲဒီနောက်လမ်းမပေါ်မှာတကယ်ပဲအုံကနေပေါက်ကွဲမှုကြီးဖြစ်ပွားပြီးရေတွေပွင့်ထွက်ကကားတိုက်မှုတွေနဲ့တမျိုးလုံးရှုပ်ချက်ခတ်သွားပါတော့တယ်။အဲဒီချိန်မှာတော့စောလင်းကူကိုစောင့်နေတဲ့အဆောင်ကရက်တောက်ပြီးမူးနေတာပါ။ဒုံကူးတို့ဖွဲ့ဟာစောလင်းပြုပြင်ရေးအဖွဲ့ဖြစ်အသွင်ယူပြီးကားနဲ့ဝုန်းကနေမောင်းဝင်လာပါတယ်။စောင့်ကဒါစီပြီးဖုန်းဆက်အကြောင်းကြားဖို့လုပ်တဲ့အခါပွားနှက်တဲ့ဒုံကူးနဲ့ဒေါက်တာဂျွန်တို့ကမင်းစီကရက်နှက်ရတယ်တောက်ထားတာလားအခုအပြင်မှာရေးပေါ်အခြေအနေဖြစ်လို့လာရတာစစ်ဆေးရေးအဖွဲ့လာရင်မင်းစင်ပြေပါမလားလို့ခက်တီတီနဲ့ပြန်လဲချင်းချောက်လိုက်တဲ့အခါမှာတော့စောင့်နဲ့ကြောင်းလန့်တကြားနဲ့သူတို့ကိုစောလင်းကူထဲကိုဝင်ခွင့်ပေးလိုက်ရပါတယ်။စောလင်းကူထဲမှာတော့မနှက်ပြန်လဲပြုပြင်ဖို့အတွက်ဆက်ပစ္စည်းတွေကြိုရောက်နေတာမို့ဒုံကူးတို့အတွက်အားလုံးကအစင်းသင့်ဖြစ်နေပါတယ်။တစ်ဖက်မှာလည်းတွင်းရမှုရွန်းဆယ်ကြီးဟာဥက္ကဋ္ဌကြီးရဲ့လျှို့ဝှက်ခန်းတက္ကမကြီးကိုပွားထားတဲ့တော့တွေစကန်တွေနဲ့လှည့်ပတ်ဖွင့်လှစ်နေခဲ့ပါပြီ။အဲဒီချိန်မှာဒုံကူးတို့ကစောလင်းအုပ်ကိုတူပြီးစတင်ဖွင့်လှစ်လိုက်ပြီးအထဲကရှေးအောင်ခေါင်းကြီးကိုပြင်ကိုဆွဲထုတ်လိုက်ပါတယ်။ဒုံကူးကဥက္ကဋ္ဌကြီးစံကြီးကိုဒန္တာအီလာဓာတ်ကိုပထမဆုံးကန်မြောက်ဖို့အတွက်ကိုယ်တိုင်ဆင်းလာခဲ့ပါလို့ချင်းထဲကိုခေါ်လိုက်ပါတယ်။ဥက္ကဋ္ဌကြီးကလောဘတကြီးနဲ့ဆင်းလာပြီးအခေါင်းကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ထဲမှာဘာမှမရှိပဲဟာလာဟင်းကြီးဖြစ်နေလို့အံ့ဩမြင်တတ်သွားပါတော့တယ်။ဥက္ကဋ္ဌကြီးကဒုံကူးကိုတနတ်နဲ့ချိန်ပြီးမင်းငါ့ကိုလှည့်စားလိုက်တာမလားလို့အော်ဟစ်မေးမြန်းမိမယ်ဒုံကူးကကျွန်တော်ဂွမ်ချောနဲ့တေးမလို့ဖြစ်နေတာမြင်ခဲ့ရတာပဲဘလို့လို့အချိန်ရှိမှလဲလို့ခက်တီတီပဲပြန်ပြောခဲ့ပါတယ်။ဥက္ကဋ္ဌကြီးကမယုံမဲ့အတင်းဆင်မေးနေတော့ဒုံကူးကဒီလိုအရေးမပါတဲ့ဓာတ်တစ်ချောင်းအတွက်နဲ့ဒုတယောက်ကိုတတ်မလို့လားလို့မေးလိုက်ပါတယ်။ဥက္ကဋ္ဌကြီးကမင်းလိုလူလင်ရောက်1000တက်ပိုတန်ဖိုးရှိတယ်လို့ပြောတဲ့အခါဒုံကူးရဲ့မျက်လုံးတွေကအေးဆက်သွားပြီးအဲဒါကြောင့်တနာစရာဖောက်တွင်းလူလင်ကျွန်တော်အဖေကိုတတ်ပြီးကလေးကိုပါအရှင်လက်လက်မြေမြုပ်ခဲ့တာလားလို့မေကွန်ထုတ်လိုက်ပါတယ်။အဲဒီခါမှာဥက္ကဋ္ဌကြီးကဒီကောင်လေးကသူငယ်ငယ်ကတတ်ခဲ့တဲ့ကလေးဆိုတာကိုမှတ်မိသွားပေမဲ့နောင်တရရိုးမရှိပဲတနက်နဲ့ဆက်ချိန်ထားတော့ဒုံကူးကခမားအဲ့ဒီမရှိတဲ့ဓာတ်ကိုယူသွတ်နေတဲ့ချိန်ဘာတွေဖြစ်ခဲ့လဲသိလားလို့ခနဲ့တဲ့ပြောလိုက်ပါတယ်
တစ်ဖက်မှာလည်းရွှန်းဆယ်ကြီးတယောက်ဥက္ကဋ္ဌကြီးရဲ့လျှို့ဝှက်ဘဏ္ဍာလိုက်တဲ့ကိုဝင်သွားတဲ့အခါမှာတော့တကန်းလုံးဗလာကျင်းနေပြီးဖိုးတံပစ္စည်းတစ်ခုမှမရှိတော့လို့ပောက်ကွဲမတန်အံ့ဩသွားရပါတယ်။ကျမ်းမြင်မှာလည်းအပေါက်ကြီးဖောက်ထားတာကိုတွေးလိုက်ရပြီးဆယ်ကျုံမင်းကြီးရဲ့ပုံတူပကြီးကားပေးမှာမင်းတွက်ဆိုတဲ့ဒုံကူးရဲ့စာလေးကိုတွေးလိုက်ရတဲ့အခါရွှန်းဆယ်ကြီးတယောက်ဒုံကူးကိုဒေါသတကြီးချိန်ဆပါတော့တယ်။ဒုံကူးကဖုန်းထဲကနေဟယ်ရီတို့သားဖပိုးလိုက်တဲ့လျှို့ဝှက်ခန်းပုံကိုဥက္ကဋ္ဌကြီးကိုပြလိုက်ပါတယ်။ဒေါသထွက်သွားတဲ့ဥက္ကဋ္ဌကြီးကဒုံကူးကိုတနက်နဲ့ပြစ်လိုက်ပေမဲ့ဒုံကူးကခမားနဲ့အတူတေဖို့ပြင်ထားပြီးသားလို့ပြန်ပြောလိုက်တဲ့အချိန်ပေါ်ကအဖွဲကလေကားကိုဆွဲသိမ်းသွားပြီးတွင်းထဲကိုမြေကြီးတွေတယုံလုံးတွန်ချပါတော့တယ်။ဥက္ကဋ္ဌကြီးတနက်နဲ့ရမ်းပြစ်နေတော့ဒုံကူးကဝင်လုံးပြီးတနက်ကိုလွတ်ယူလိုက်ပါတယ်။ဒုံကူးကလူသက်တာကြုတ်ကျွမ်းကျင်မှုမဟုတ်ဘူးလို့ပြောပြီးဘေးကိုကြီးစံတွေကုန်ပစ်ဖောက်ကအပေါ်ကချပေးတဲ့ကျိုးနဲ့ပြန်တက်သွားပြီးဥက္ကဋ္ဌကြီးကိုတော့ကျင်းထဲမှာပဲထားခဲ့ပါတော့တယ်။တကယ်တော့ဒါတွေအားလုံးကဒုံကူးရဲ့ကြိုးတင်စီမံမှုတွေပါ။ဒုံကူးကရဲနဲ့ကြိုးတင်ပူးပေါင်းပြီးဥက္ကဋ္ဌကြီးရဲ့ဘာနာတိုက်ကိုဗလာဖြစ်အောင်လုပ်ပေးမယ်လို့တိုင်ပင်ထားခဲ့တာဖြစ်ပြီးရဲနဲ့အတူတရုတ်ဆောင်ပြီးတန်ဖန်းထားခဲ့တာပါ။ဟယ်ရီတို့သားဖကတူလောင်ကမ်းဘက်ကိုမြေအောက်ကနေဖောက်ဝင်ပြီးဒုံကူးနဲ့ဒေါက်တာဂျွန်ကစောလင်းဘက်ကိုဖောက်ကစက်တာရီကနှစ်ဖက်လုံးကိုကူဖောက်ပေးခဲ့တာပါ။ဥက္ကဋ္ဌကြီးရုံအောင်ရှေးအောင်စာပညာရှင်ကိုပတ်စံပေးပြီးစီစဉ်ခဲ့သလိုကင်မရာထဲမှာဓာတ်ရှိတယ်လို့ထင်ရအောင်လဲဟယ်ရီကနီးပညာနဲ့ကြိုးလုပ်ထားခဲ့တာပါ။ပန်းညံအဆောင်ကိုလည်းရဲကကြိုရှင်းပေးထားခဲ့ပါသေးတယ်။ဒါလည်းမကသေးပါဘူးဟယ်ရီဟာလျှို့ဝှက်ခန်းနဲ့အနီးဆုံးကာစီနိုတန့်စင်ခန်းထဲကနေဒုံကူးကြိုထားခဲ့တဲ့ drone လေးကိုမောင်းပြီးလေဆာလုံခြုံရေးတွေကိုပါအကုန်ပိတ်ပစ်နိုင်ခဲ့တာဖြစ်လို့ဒီစီမံကိန်းကြီးဟာရာနှုန်းမြေအောင်မြင်သွားခဲ့တာဖြစ်ပါတယ်။နောက်နေ့မှာတော့ဒုံကူးတို့ဖွဲ့ဟာဥက္ကဋ္ဌကြီးစီကတဲယူလာတဲ့ဖိုးတန်ရှေးအောင်ပစ္စည်းတွေကိုကုန်ကား3စီးနဲ့ရဲစခန်းရှိမှဘယ်သူမှမသိအောင်တွားလှူထားခဲ့ပါတယ်။ကားမောင်းပြီးပြန်ထွက်လာတဲ့အချိန်မှာတော့ဒေါက်တာဂျွန်နဲ့စက်တာရီတို့ကတခုလောက်ယူရောက်ရင်တော့ငါကားအစ်စ်ပြန်ဝယ်လို့ရတယ်ဆိုပြီးနှမျောတတဖြစ်နေကြတာပါ။အဲဒီအချိန်မှာဟယ်ရီဖေကကားကိုရက်ပြီးခဏနားဖို့ပြောပါတယ်။ဒုံကူးကကားနောက်ဖုံးကိုဖွင့်လိုက်ပြီးဟယ်ရီကအထဲကတစ်တာကြီးကိုဖွင့်ပြလိုက်တဲ့အခါမှာတော့အထဲမှာတောင်ပုံရာပုံရှိနေတဲ့ပတ်စံအထုပ်ကြီးတွေကိုတွေးလိုက်ရပါတော့တယ်။တကယ်တော့တူလောင်ငန်းထဲမှာရှေးအောင်ပစ္စည်းတွေတင်မကပဲဥက္ကဋ္ဌကြီးဖွက်ထားတဲ့ပတ်စံတွေပါရှိနေခဲ့တာပါ။ဒါကိုမြင်လိုက်ရတဲ့ဒေါက်တာဂျွန်နဲ့စက်တာရီတို့နှစ်ယောက်ဝမ်းသာအားရနဲ့ပတ်ပြီးငိုပါလေရောဆုံးသက်မှာတော့ရဲတွေဥက္ကဋ္ဌကြီးစံကြီးကိုစောလင်းကိုရဲ့ခေါင်းထဲမှာမိလဲနေတာကိုရှာဖွေတွေ့ရှိပြီးဖမ်းဆီးလိုက်ပါတယ်။ဒုံကူးကရှေးအောင်ပစ္စည်းတွေကိုရွှန်းဆယ်ကြီးနာမည်နဲ့အနှံခဲ့တာကြောင့်သူမက TV စီစဉ်တစ်ခုမှာကျမချက်ချင်းသတ္တိမွေးပြီးမပြောမိတာနောင်တရပါတယ်ဆိုပြီးနာမည်ကောင်းရအောင်ဟန်ဆောင်မျက်ရည်ကျပြနေရပါတော့တယ်။နောက်ဆုံးမှာတော့ဒုံကူးကရွှန်းဆယ်ကြီးကိုဂျပန်မှာနောက်ထပ်အလုပ်တစ်ခုရှိသေးတယ်။လိုက်မလားလို့မေးမြန်းရင်းနဲ့ပဲဒီစွန်စားကန်းဇာကားကြီးဟာတက်ရက်လှပစွာနဲ့ဇက်သိမ်းသွားပါတော့တယ်။ဒီဇလန်ကပေးတဲ့သင်ခန်းစာကတော့လောပဇောနဲ့တရားမဝင်ရယူထားတဲ့စီးစိမ်တွေဟာဘလောက်ပဲလုံခြုံအောင်ဝတ်ထားပါစီတနေ့မှာတော့ကိုပြုတ်လက်ကံမိမိထံပြန်လာတတ်တယ်ဆိုတာပါပဲ။ဆုံးတီအားပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကို SM Story Rewind မှာအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်ထပ်စိတ်လှုပ်ရှားစရာဇာတ်ကားကောင်းတွေကိုဆက်ကြည့်ဖို့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားပေးကြပါဦးနော်။အားလုံးပဲသာသောနေ့လေးဖြစ်ပါစေ။